Okay ရှောင်းမီဝဲမီဖိုးလေးမှာဒီလိုမျိုးပြတ်လာကြုံရလား Chrome Google ရဲ့ download ဆွဲထားတဲ့ software ကိုကျွန်တော် install တင်ပြမယ်ဘယ်လိုဖြစ်လဲဆိုတာကိုဒီလိုမျိုးပေါ်ရအောင်ပါနော်မိတ်ဆွေတို့မှာဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆိုဒီလိုက်ကြည့်ပါရှင်းသိရလိမ့်မယ် Okay let's go ဖေးဗီဒီယိုလေးကိုတော့တိကျဆုံးအောင်ကြည့်ပေးဖို့ပြောချင်ပါတယ်ခင်ဗျဘာလို့လဲဆိုတော့ကျွန်တော်ကလောက်ရတာလွယ်ကူတယ်ဆိုပေမဲ့သိသေးတဲ့သူတွေကြတော့ခက်ရင်ခက်နေမှာပေါ့နော် Okay ရိုးဆိုနေတဲ့မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ဒီ setting လေးကိုဝင်ပါပေးလိုက်ပါခင်ဗျ setting လေးရလာပြီဆိုရင်ကျွန်တော်က additional setting ကိုရှားပါမယ်ဒီ additional setting လေးဝင်ပါမယ်ပြီးတော့ဒီနေ့မှာရှာရမလဲဆိုတော့ developer option ဆိုတော့ရှားပါမယ်ဒီ setting လေးပေါ့နော်ဒီ feature လေးပဲဖြစ်ပါတယ်ခင်ဗျကဲတော့မိတ်ဆွေတို့ဖုန်းထဲမှာဒီ developer option မှာပေါ်တယ်ဘူးဆိုရင်တော့နောက်ပြန်ဆုပ်ပြီးတော့ဒီမှာ my device ဆိုတဲ့နေရာလေးကိုဝင်ပါပေးရပါမယ်developer option ပေါ်တဲ့နေရာကကျွန်တော်တခါလဲပြပေးသွားပါဘောနော် Okay ဒီနေ့ရလာပြီဆိုရင်ကျွန်တော်တို့ဒီမှာ OS version ဆိုတဲ့နေရာလေးတွေ့ရမှာလားဒီ OS version ဆိုတဲ့နေရာလေးကိုကျွန်တော်တို့က9ချက်ခောက်ပေးရမှာပါနော် Okay ဒါကျွန်တော်မှဆိုရင်ဒါ developer option ဖွင့်ထားပြီးသားမို့လို့အဲ့လိုမျိုးလာပြနေပါတော့စတော့မှဆိုရင်အဲ့လိုမျိုး9ချက်နှိပ်တဲ့ချိန်မှာသူက lock button လေးလက်ခံနေမယ်ဒါဆိုရင် lock ဖွင့်ပေးလိုက်ဒါဆိုရင်အဲ့လိုမျိုးလွတ်ပြီးသွားပြီဆိုရင်တော့ပြန်ဆုပ်ပြီးတော့ additional setting လေးကိုသွားမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာလာကြည့်ပါဒီ developer option ဆိုတဲ့ setting ကိုတွေ့ရပါလိမ့်မယ် Okay developer option ထဲရောက်လာပြီဆိုရင်ကျွန်တော်အောက်ဆိုစီဆွဲလိုက်ပေးလိုက်ပါကျွန်တော်ဒီနေရာလေးမှာကိုကျွန်တော်က reset to default value ဆိုတဲ့နေရာလေးကျွန်တော်တွေ့ပါလိမ့်မယ်ခင်ဗျဒီနေရာလေးပေါ့နော်ဒီနေလေးတွေ့ပါလိမ့်မယ်တကယ်လို့ဒီ setting မဟုတ်ဘဲနဲ့မိတ်ဆွေတို့ဖုန်းထဲမှာ turn on system ဆိုပြီးတော့ပေါ်နေတယ်ဆိုရင်လည်းအဲ့ဒီနေရာလေးမှာပွင့်နေတယ်ဆိုရင် off ဖြစ်နေတယ်ဆိုရင်တော့ off လုပ်ပေးလိုက်ပါခင်ဗျပိတ်ပေးလိုက်ပါနော် Okay ကဲလို့အဲ့ turn on system ဆိုတဲ့ setting မပေါ်ဘူးဆိုရင်အခုကျွန်တော်ဒီမှာပြထားတဲ့ပုံစံနဲ့ဒီလိုမျိုးလေးပေါ်နေပါပေါ့နော်ဒီမှာ reset to default value အဲ့ဒီနေရာလေးကိုကျွန်တော်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါရိုးနှိပ်ပဲနဲ့ကျွန်တော်က၄ချက်၅ချက်စက်တိုက်လို့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင် setting လေးပေါ်လာပြီsetting လေးပေါ်လာပြီဒီမှာတွေ့လားဒီမှာ turn on system ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာ option တွေဒီမှာကျွန်တော်က option တွေဒီလိုမျိုး off လုပ်ပေးရပါမယ် Okay ပြီးတော့ဒီမှာ accept လုပ်ဖို့တဲ့ scan လေးနဲ့စောက်ပေးလိုက်ပါဗျ Okay ဒီလိုမျိုးဖြစ်သွားပြီဆိုရင်ကျွန်တော်က accept ကိုနှိပ်ရပါမယ် Okay ဒါဆိုရင်ခုနကကျွန်တော်တို့ install လုပ်မရတဲ့ software တွေကိုပြန်ပြီးတော့ install လုပ်ကြည့်ပါဗျ Okay ကျွန်တော်မှဒီမှာGoogle ထဲနေပြီးတော့ download ဆွဲထားတဲ့ file လေးပေါ့နော်ဒီ file လေးကိုကျွန်တော် install ပြတ်တယ်မယ် Okay ခုဆိုရင်ခုနကလို့ပေါ်တော့ပေါ့နော်ဒီမှာ install ဆိုပြီးတော့တိုင်းပြီးတော့ပေါ်နေလာပဲဖြစ်ပါတယ်ခင်ဗျ Okay ဒီမှာ install လုပ်လို့ရပါပြီတွေ့လားကျွန်တော်ဒီမှာတစ်ခါတည်းဖွင့်မယ်ဆိုဖွင့်လို့ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ video record လုပ်နေဖြစ်တဲ့အတွက် video ရှည်သွားမှဆိုလို့ဒါတူနေလိုက်မယ် Okay လုပ်နေတဲ့က record တယ်အဲ့ဒါကြောင့်မလို့အခုလို့စင်ပြကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျနောက်ထပ်လည်းဘယ်လိုမျိုးပိတ်ဆက်တော့ကြိုးရှိစေတဲ့ဗီဒီယိုလေးနဲ့ရလာအောင်လဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဆက်လက်စမ်းကြည့်ရှုဖို့ပြောချင်ပါတယ်ခင်ဗျ Okay ဒီနေ့ဒီဗီဒီယိုလေးမှာလည်းကြတော့ကျွန်တော်တန်လေးနည်းနည်းဝင်ရတာပေါ့နော်ဒီနောက်ကောင်းလေးပြည့်နေလို့သိခံပေးဖို့ပြောချင်ပါတယ် Okay အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ် Bye bye